အားလုံးပဲမင်္ဂလာပါ Joshua Fighting Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van ရဲ့ပရိသတ်တွေကျေနပ်အားရစေမယ့်သတင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေအဲ့ဒါကတော့ကျွန်တော်တို့ချစ်တော် Joshua Van အနေနဲ့ဝါရင်တစ်ပါးရင် fighter တွေကိုကြော်ပြီးတော့ UFC ရဲ့ Pound for Pound ranking မှာအဆင့်7နေရာမှာရပ်တည်နိုင်ခဲ့ပြီဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်ရဲ့ပရိသတ်တွေကိုကျွန်တော်အနေနဲ့ UFC Pound for Pound ranking ကဘာလဲဆိုတာသိအောင်အနည်းငယ်ရှင်းပြချင်ပါတယ် UFC ရဲ့ Pound for Pound ranking ဆိုတာက UFC ရဲ့ weight တန်းတွေအားလုံးထဲမှာအကောင်းဆုံးနဲ့ပရိသတ်တွေပေါ်မှာလွှမ်းမိုးမှုအရှိဆုံး fighter တွေကို ranking အလိုက်အဆင့်ခွဲခြားတဲ့အရာပဲဖြစ်ပါတယ် UFC ရဲ့ Pound for Pound ranking တွေကို UFC ရဲ့ media အဖွဲ့ဝင်တွေရဲ့အမဲပေးမှုပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်တယ်ဆိုပေမဲ့ fighter တွေရဲ့ scale နဲ့တိုက်ခိုက်ရေးနည်းစနစ်တွေပြီးတော့လုပ်ပြခဲ့တဲ့ record တွေနဲ့ performance တွေရှင်ပြိုင်တိုးတက်ခဲ့မှုတဲ့ fighter တွေရဲ့အဆင့်တန်းသူတို့ရဲ့ weight တန်းတွေနဲ့အခြား weight တန်းတွေမှာရောဘယ်လောက်ထိလွှမ်းမိုးမှုရှိလဲပုံမှာမူတည်ပြီးတော့ ranking အဆင့်ကွဲထားတာပဲဖြစ်ပါတယ်ဒါကတော့ Pound for Pound အကြောင်းပရိသတ်တွေကိုသိအောင်အနည်းငယ်ရှင်းပြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပရိသတ်တွေကို Pound for Pound ranking 1နေရာကနေ15နေရာအတွင်းမှာရှိတဲ့ fighter တွေကိုတစ်ချက်ပြောပြပေးချင်ပါတယ်အဆင့်1နေရာမှာတော့အားလုံးသိကြတဲ့အတိုင်း Khabib ရဲ့ညီကိုလိုချစ်ရတဲ့ welterweight တန်း champion Islam Makhachev ကဦးဆောင်နေပြီးတော့ဒုတိယနေရာမှာတော့ lightweight တန်း champion Ilia Topuria ကရပ်တည်နေတာပဲဖြစ်ပါတယ်တတိယနဲ့စတုတ္ထနေရာမှာတော့ middleweight တန်းနဲ့ light heavyweight တန်းရဲ့ champion တွေဖြစ်တဲ့ Khamzat Chimaev နဲ့ Alex Pereira တို့ကရပ်တည်နေတာပဲဖြစ်ပါတယ်နံပါတ်5နဲ့6နေရာမှာတော့ featherweight တန်း champion Alexander Volkanovski နဲ့လက်တလုံးမှာ Merab ကိုအနိုင်ယူပြီးတော့ bantamweight တန်း champion ဖြစ်လာတဲ့ Peter Yan ကရပ်တည်နေတာပဲဖြစ်ပါတယ်အဆင့်9နဲ့10နေရာမှာတော့မကြသေးခင်ကပဲ IPO လုတ်ခံရတာကြောင့်ပွဲပြတ်သွားရတဲ့ heavyweight တန်း champion ကြီး Don Espanelli နဲ့ champion ကပတ်လက်လွတ်လိုက်ရတဲ့မာရက်တို့ကရပ်တည်နေတာပဲဖြစ်ပါတယ်အဆင့်9နဲ့10နေရာမှာတော့မကြသေးမီကပဲ Van နဲ့ထိုးတက်ပြီးတော့ flyweight champion ကပတ်လက်လွတ်လိုက်ရတဲ့ Alexander Pantoja နဲ့ BMF ကပတ် champion Max Holloway တို့ကရပ်တည်နေတာပဲဖြစ်ပါတယ်အဆင့်7နေရာမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်မြန်မာပြည်ဖွား fighter လေး Joshua Van ကရပ်တည်နေပြီးတော့အဆင့်7နဲ့73နေရာမှာတော့ middleweight တန်းရဲ့ champion ဟောင်း Dubois နဲ့ light heavyweight တန်းရဲ့ champion ဟောင်း Ankalaev တို့ကရပ်တည်နေတာပဲဖြစ်ပါတယ်အဆင့်14နဲ့15နေရာမှာတော့ Islam Makhachev ကိုရှုံးနေပြီးတော့ welterweight တန်း champion ကပတ်ကိုလက်လွတ်လိုက်ရတဲ့ Jack Della နဲ့ Arman တို့ကအတီးတီးရပ်တည်နေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ချစ်တော် Joshua Van ကလည်းဒီ Pound for Pound ranking မှာအဆင့်7နေရာနေရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်စစ်မှတ်မျိုးစုံကြုံတွေ့နေရပြီးတော့အစင်းရဲကြီးစင်းရဲနေတဲ့နိုင်ငံကမ္ဘာလူတော်တော်များများကမြန်မာဆိုတာကမ္ဘာပေါ်မှာရှိလို့ရှိမှန်းတော့မသိတဲ့နိုင်ငံကနေကမ္ဘာကျော် promotion ကြီးဖြစ်တဲ့ UFC မှာ champion တယောက်မွေးထုတ်ပေးလိုက်နိုင်တာကိုကျွန်တော်အနေနဲ့ကမ္ဘာအလယ်မှာအင်မတန်မှကိုဝမ်းမြောက်ဝမ်းသာဂုဏ်ယူဖြစ်မိပါတယ်အခုဆိုရင်ကျွန်တော်ရဲ့အချစ်တော် Joshua Van ကြောင့်မြန်မာကဘာလဲဆိုတော့ကို UFC ပရိသတ်တွေနဲ့ကမ္ဘာပေါ်ကလူတော်တော်များများပါတည်သွားကြပြီဖြစ်ပါတယ်ဆိုတော့ Pound for Pound ranking အကြောင်းလေးကိုတစ်ချက်ပြန်လည်တွားလိုက်အောင် Van အနေနဲ့လက်ရှိမှာ Pound for Pound ranking က7ဆိုပေမဲ့အခုလာမဲ့ champion ကပတ်ကာကွယ်ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင် ranking နေရာ9တာမမို့8တခုခုကိုရောက်ရှိလာနိုင်တာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ champion ကာကွယ်ပွဲအနိုင်ရရှိမှုကကမ္ဘာတလွှားကပရိသတ်တွေရော UFC အဖွဲ့အစည်းကိုပါ Van အပေါ်ယုံကြည်မှုတွေပိုပြီးရှိလာစေလို့ပဲဖြစ်ပါတယ်ပြီးတော့ Van က Pantoja ကို TKO နဲ့အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့တချို့တော့ပရိသတ်တွေ fighter တွေနဲ့အခြားသူတွေကကံကောင်းလို့ဒါ Van ကအနိုင်ရရှိခဲ့တယ်လို့သတ်မှတ်ခဲ့ကြတဲ့အတွက် Van ရဲ့ ranking ကထင်တယ်လို့မတက်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ Pantoja က Joshua Van ကိုရှုံးနေခဲ့သည့်တိုင်အောင် ranking အဆင့်9နေရာမှာရှိပြီးတော့ Joshua Van ရဲ့အထက်မှာရပ်တည်နေတာပဲဖြစ်ပါတယ်ဆိုတော့ Van အနေနဲ့သူ့ရဲ့ ranking ကိုမြင့်တင်ဖို့ဆိုရင်နောက်လာမယ့် champion ကာကွယ်ပွဲမှာအနိုင်ရရှိဖို့အတွက် logo လိုအပ်တာပဲဖြစ်ပါတယ်တကယ်လို့ Van ဒါ champion ကာကွယ်ပွဲကိုအနိုင်ရရှိခဲ့မယ်ဆိုရင် UFC ရဲ့တိတ်တိတ်ကျဲအောင်မြင်ကြတဲ့လိကျန်ကြီးတွေဖြစ်တဲ့ Max Holloway တို့ Alexander Pantoja တို့ Don Espanelli နဲ့ Merab တို့လို fighter ကြီးတွေကိုကျော်လာပြီးတော့ ranking 9တောင်မို့8နေရာကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ Van က champion ကာကွယ်ပွဲမှာအနိုင်ရရှိဖို့ logo လိုအပ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်